ဆုံခါကျွန်တော်တို့ရှမ်းတတော်စင်ကနေထုတ်လွှင့်ပေးနေတဲ့ Voice from Shan State ရှမ်းပြည်တစ်စစ်တစ်ဆောင် podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးများခင်ဗျာမေလ3ရက်နေ့ကကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ World Press Freedom Day ဖြစ်ပြီးတော့ကမ္ဘာတဝန်းမှာရှိနေတဲ့သတင်းသမားတွေသတင်းလွတ်လပ်ခွင့်ကိုတန်ဖိုးထားတဲ့သူတွေကနှစ်စဉ်ကျင်းပလာခဲ့ကြပါတယ်စာနယ်ဇင်းသမားသတင်းသမားဆိုတာတိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေအတွေ့အခေါ်တွေနဲ့ကွဲလွဲမှုပါဝင်တဲ့သဘောထားတွေကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်ရှိတယ်လို့ Federal Democracy တိုင်းပြည်မှာစာနယ်ဇင်းသတင်းစာဟာအလွန်ပင်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။လက်ရှိကမ္ဘာတဝန်းမှာသတင်းသမားတွေမကြုံစဘူးဖိနှိပ်မှုတွေရင်ဆိုင်နေရပြီးမကြာခဏ၎င်းတို့ရဲ့အသက်နဲ့လွတ်လပ်ခွင့်တွေကိုထိခိုက်စေပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်းသတင်းလွတ်လပ်ခွင့်အခြေအနေဟာလွန်စွာဆိုးဝါးနေပြီးသတင်းသမားတွေကိုစစ်အာဏာရှင်ကဖမ်းဆီးချုပ်ထွေမှုတွေလည်းရင်ဆိုင်နေရတဲ့အခြေအနေတွေဖြစ်နေပါတယ်။ဒါကြောင့်ကျွန်တော်တို့တိုင်းရင်းမီဒီယာဖြစ်တဲ့ရှမ်းပြည်ခြေစိုက်စာနယ်ဇင်းသတင်းမီဒီယာအခမ်းကဏ္ဍမှာရောသတင်းသမားတွေဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့နေရလဲလက်ရှိစစ်ရေးပဋိပက္ခတွေမှာသတင်းဆိုတဲ့အရာကလူထုတွေအတွက်ဘာကြောင့်ရေးကြီးလေဆိုတာကိုကျွန်တော်နန်းဆန်နုံနဲ့ကျွန်တော်ကျိုင်းဆန်လန်တို့ကဒီ podcast မှာလာပြီးတော့ဆွေးနွေးပြောပြပြီးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဒီဆွေးနွေးခင်မှာပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ပေါ့ကျွန်တော်တို့ရဲ့လက်ရှိရှမ်းပြည်ရဲ့အခင်းချင်းမှာဆိုလို့ရှိရင်သတင်းကလူထုတွေဘယ်လိုနားလည်မှုရှိနေလဲဗျာနော်ဟောဒီသတင်းနဲ့ပတ်သက်ပဲဆိုရင်ပေါ့နော်များတော့အဖြစ်တော့လူတွေကတိတ်ပြီးတော့နားမလဲကြဘူးများတော့ဖြင့်ရှမ်းပြည်ကိုသွားလေ့လာကြည့်တဲ့အချိန်မှာရှမ်းပြည်ကလူတွေကဗာပြောတယ်ဆိုသတင်းသမားတွေကထောက်လန်းရင်းနဲ့တူတယ်လို့ပြောတယ်ပေါ့နော်ဟုတ်တယ်နောက်ထပ်တစ်ခုကဒီသတင်းဆိုတာဒီအတင်းဖြင်းပဲရက်ွက်ထဲမှာပြောနေကြတဲ့အတင်းဖြင်းပုံစံလိုမျိုးအမျိုးပေါ့ကိုကအရန်ဆက်စုတယ်ရှာစီအေးဆိုတဲ့ပုံစံမျိုးသူတို့ပုံဖော်ကြတယ်တကယ်တော့ဒီသတင်းသမားတွေဒီစာနယ်ဇင်းသမားတွေဒီဟာတွေကသတင်းစာတွေကဒီထပ်ပို့ပြီးတော့ကျေပြတ်နေပေါ့နော်သူ့ရဲ့တင်ဆက်ပုံတွေသူ့ရဲ့ဟောပေါ့နော်ဒီသတင်းတစ်ခုပဲမဟုတ်နောက်ွယ်ရမှာဘာတွေဖြစ်နေတယ်ရှေ့ဆက်မှာဘာတွေကြုံလာနိုင်လဲဆိုတဲ့ဟာလူထုအတွက်စဉ်းစားစရာ message တွေကိုပေးနိုင်တဲ့လူသတင်းပေါ့နော်အဲ့ဒါလူမျိုးဖြစ်တယ်ဒါပေမဲ့ရှမ်းပြည်မှာကစီရေးပဋိပက္ခတွေကအများများလာတယ်သူခုခေတ်ဆိုရင်ဒီ social media ပေါ့နော်ဒီ social media တွေကလည်းအများ run မိုးလာတယ်ပေါ့နော်အားလုံးကလည်းဒီသတင်းတွေကိုအချိန်နဲ့တပင်းကြီးထုတ်လွှင့်လာတယ်အဲ့မှာဆိုရင်သူ့ရဲ့အတိုင်းပဲအဲ့သတင်းမှာဒီတကယ်ကိုမှန်တာလည်းရှိတယ်လို့မမှန်တာလည်းရှိတယ်ဒါပေမဲ့လူထုတွေကဒီများတော့ကိုရှမ်းပြည်ကလူတွေက social media ကိုတုံးပြီးတခါတည်းကသတင်းပေါ့နော်အဲ့မျိုးတို့ထင်ကြတကယ်တော့အဲ့မျိုးမတူညီတဲ့ဘိုင်းတွေကိုရှိတယ်သတင်းဆိုတာကိုလူထုတွေကနားမလဲတာတွေတွေ့ရတယ်ပေါ့နော်အဲ့ကြုံလာတဲ့အထဲမှာဆိုရင်ကိုကတခါလေကြာရင်ကိုကသတင်းထောက်လုပ်တယ်ဆိုရင်လူတွေကနားမလဲဘူးဘာကြောင့်သတင်းလုပ်တာလဲနင်းရင်ကိုကတခုခုဆိုနေမတိသေးဘူးလား social media ပေါ်တီလိုတင်လိုက်တာလေဆိုတဲ့ဟာပေါ့နော်တကယ်ဆိုဒီထက်ကြီးကျယ်တဲ့ဘောနော်ကြီးကျယ်တာတော့မဟုတ်ဘူးဒီထက်လူထုတွေကိုဘာတွေပြောင်းလဲနိုင်မလဲဥပမာဆိုရင်အခုကိုတွေပြောနေတဲ့တော်လန်ရေးဒီ Federal Democracy သွားတဲ့လမ်းတွေမှာဆိုဒီသတင်းသမားတွေစာနယ်ဇင်းသမားတွေသတင်းစာတွေကအရန်ကိုလေးနက်တယ်တန်ဖိုးထားတဲ့အရာဖြစ်တယ်ပေါ့နော်ဒီဟာမရှိဘူးဆိုရင်ကျွန်တော်သွားချင်တဲ့လမ်းကြောင်းတွေကျွန်တော်ဖြစ်ချင်တဲ့ຢာတွေဖြစ်လာမှာမဟုတ်ပေါ့နော်ဟုတ်တယ်ဆိုတော့သတင်းကလည်းတကယ်တမ်းတော့ဒီဘယ်လိုပြောမလဲလမ်းကြောင်းမှန်တယ်ဥပမာဆိုလို့ရှိရင်ဘယ်လိုပြောမှာနေရာတစ်ခုရဲ့နေရာမှာဘာတွေဟာကွက်ရှိလဲဆိုတဲ့ဟာအဲ့ဟာကွက်ကိုဘယ်လိုမျိုးဖြည့်မလဲဆိုတဲ့အရာမှာပဲကျွန်တော်တို့ကထောက်ပြတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်သတင်းထောက်ဆိုတာတချို့ကလည်းသတင်းထောက်တွေကိုအမြင်မှားကြတာရှိတယ်အဲ့သတင်းတွေလာပြီးဆိုလို့ရှိရင်တခုခုဖြစ်မှာအဲ့လိုမျိုးတွေလည်းတွေးနေကြလည်းရှိရပေါ့နော်တကယ်တမ်းတော့သတင်းသမားတရားမှာသူ့ရဲ့ဘယ်လိုပြောလိုက်နာရမယ့်စီကန်းတွေလည်းရှိရလीเนาะစီမင်းစီကန်းတွေလည်းရှိရဆိုတော့ဘယ်လိုပြောဘတ်မလိုက်တဲ့ရေးသားမှုတွေဒါတွေကလည်းသတင်းထောက်တိုင်းတွေရဲ့ကင်ဆောင်ထားရတဲ့ကျုံဝတ်တစ်ခုပေါ့နော်ဆိုတော့ဒါနဲ့ပဲအားလုံးကလည်းအလုပ်လုပ်နေကြတဲ့အချိန်မှာဖြစ်တဲ့အတွက်ကြောင့်သတင်းကလည်းအရေးကြီးတယ်ပြီးလို့ရှိရင်ဒီဟာကကိုယ်တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့အတွက်ခုနပြောသလိုပဲ Federal Democracy သွားဖို့အတွက်တိုင်းပြည်တိုးတက်ဖို့တွားဖို့အတွက်ကဒီသတင်းထောက်တွေကမရှိမဖြစ်လို့အပ်တယ်ပေါ့နော်ဆိုတော့တချို့အရာတွေမှာဒီလောက်သွားတဲ့အစိုးရတွေရဲ့လောက်ရက်တွေမှာပြည်သူတွေမသိနိုင်တဲ့အရာတွေကိုပြည်သူတွေသိအောင်သတင်းထောက်တွေနဲ့တင်ဆက်ပေးတာမျိုးအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကိုရီသတင်းထောက်တွေအားလုံးသတင်းစာဆရာဓမ္မအားလုံးကသူ့ရဲ့ကျင့်ဝတ်တွေကိုသူကင်ဆွဲထားတယ်ပေါ့နော်သူ့ကျင့်ဝတ်ဟာပေါ့နော်မှာဆိုကျွန်တော်တို့ပတ်မလိုက်ရဘူးတရားမျှတမှုရှိရမယ်ပေါ့နော်အဲ့မျိုးပေါ့တခါလေကြာရင်လူတွေကဒါတွေကိုနားမလဲကိုကတော့ပြီးမေးမြန်းနေတာဆိုရင်
တခါကျရင်ဒီဟာကနင်တို့ဖော်ကောင်းနေလားဆိုတာအခါကျရင်ကိုကထိန်းရေးရမယ့်အရာရှိရေပေါ့နော်ဒီကြားတယ်နောက်တစ်ခုကဒီနိုင်ငံတစ်ခုပြောင်းလဲဖို့ဒီလူထုနဲ့ဒီအစိုးရကြားမှာဘယ်လိုကူပေါင်းတရားထုံလဲပေါ့နော်ဒါတွေကလည်းမီဒီယာတွေပေါ့နော်အများကြီးပေါ့ရှမ်းပြည်ကလူထုအများလုံးကဒီမီဒီယာတွေကလည်းနားမလည်ကြဘူးပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီစီးကြောင်းတစ်ခုပေါ့နော်ဒီရဲ့social media ပေါ့နော် Facebook TikTok မှာတက်လာတဲ့ဟာပေါ့ဒါတွေကလူတို့ကပြန်ပြောတာဘသူကပြောသွားလဲဘယ်ချိန်လုံးကပြောသွားလဲမသိဘူးတည်င်းကမှန်လားမာလားအဲ့မျိုးတွေမတိကြတော့ခါလေကျရင်ဒီအမားတရားဟာတွေကအရင်ပြတ်ဖွားဖို့လွယ်ပေါ့နော်ဒီခေတ်ကအဲ့ကြောင့်ကျွန်တော်တို့ဒီတည်င်းတင်ဆက်တဲ့လူတွေကဒါတွေကိုရမ်းဆောင်ကြည့်ရတယ်သူကဘသူကပြောသွားလဲဘယ်ချိန်လုံးကပြောသွားတယ်ဘာကြောင့် तू ကဘာကြောင့်ဒီဟာ तू ကလောက်ရတယ်ဥပမာဆိုတည်င်းခုတင်ဆက်မယ်ကျွန်တော်အမေပြောရပေါ့နော်ဘာကြောင့်ကိုကဒီတည်င်းကိုရေးချင်တာလဲဆိုတာတကယ်တော့ तू ကဒီအမုန်းတရားကြောင့် तू ကရေးတာမဟုတ်ပါနော်ဒီအမုန်းတရားတွေကိုရှော့ချဖို့ဘယ်လိုတင်ဆက်ကြမလဲဆိုတာပေါ့နော်ဟုတ်တယ်အဲ့အမားကဘယ်လိုမျိုးပြုပြင်ပြောင်းလဲမလဲဘယ်လိုမျိုးအတွေးခေါ်တစ်ဖက်နဲ့ဆက်တွေးလို့ရမလဲဆိုတဲ့အရာပေါ့နော်ဆိုတော့ဆက်စင်တဲ့ကိုတခုသိချင်တာပေါ့နော်လက်ရှိဒီကာလမှာအရန်ကိုပဋိပက္ခတွေများတဲ့အချိန်ပေါ့နော်ရှမ်းပြည်လေလက်နက်ကင်မျိုးစုံတွေရှိတယ်လူမျိုးစုံတွေလူထုတွေများကြားထဲမှာရှိတဲ့အတွက်တည်င်းထောက်တယောက်အနေနဲ့လက်ရှိကာလမှာစိန်ခေါ်မှုကဘာတွေရှိမလဲပေါ့တရင်ထောက်တယောက်ခုလက်ရှိကာလမှာဆိုလို့ရှိရင်တော့တရင်ရယူဖို့ခက်ခဲတာပေါ့နော်ဒါတော့ကျွန်တော်တယောက်တည်းဖြစ်မယ်လို့တော့မထင်ပါဘူးတရင်ထောက်တိုင်းလို့တော့ဖြစ်မယ်လို့တော့ထင်တာပေါ့နောက်တစ်ခုခါကျတော့အခုနောက်ပိုင်းမှာခါကျတော့ကျွန်တော်ရှမ်းပြပူဆွဲနေနော်တိုင်းရင်းသားတွေလည်းများတော့တိုင်းရင်းသားပြိပခါတွေရှိလာတဲ့အချိန်မှာပရိုကန်တာတွေအများများပေါ့နော်ဆိုတော့တွေးထိုးချင်တဲ့လူတွေပေါ့ဥပမာဆိုလို့ရှိရင်ကိုကလူမျိုးရေးပြိပခါတွေကြားမှာကိုကဖြေလျှော့ဖို့အတွက်မျိုးအင်တာဗျူးမေးတယ်ဆိုရင်တော့မဟုတ်မမှန်တဲ့ဟာတွေကိုပြောပြတာလို့တချို့ဒေတာခန့်နေပြောနေတဲ့ဟာကဒီမြေပြင်ထက်ပိုပြီးတော့ကွာဟနေတဲ့အရာတွေပေါ့နော်ဒါတွေကကျွန်တော်တို့အတွက်အရန်စင်ခုံမှုဖြစ်တယ်တည်င်းမရတာကအဲ့လိုမဟုတ်ဒါမဲ့သူတို့ပြောလိုက်တဲ့ဒီမြေပြင်ကကွာဟမှုကိုပြောလိုက်တဲ့အချိန်မှာဖြစ်နေတဲ့ပြဿနာတည်တည်ကနေပြီးတော့အကြီးဖြစ်သွားဆိုတော့လူတိုင်းတော့ social media ရှိပေမဲ့သူတို့ social media မှာရေးလိုက်တာကပြဿနာအဲ့လိုမဟုတ်ပေမဲ့တည်င်းထောက်တယောက်ကဒီအရာကိုပဲတေချာစစ်စစ်မှုမရှိဘဲနဲ့ဒါတွေကိုသူတို့ပြောတိုင်းအလုံးယုံပြီးတော့ပြန်လည်စစ်စစ်မှုမရှိဘဲနဲ့မြေပြင်နဲ့ကွာဟမှုတွေများနေတဲ့အမျိုးပြောလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒါကကျွန်တော်တို့ရဲ့လူမျိုးရေးပြိပခါတွေကြားမှာအမုန်းပွားမှုတွေအရန်ဖြစ်စေတယ်ပေါ့နော်နောက်ခုခါကျတော့ဒီလောလောလတ်လတ်လို့ပြောလို့ရလို့ရှိရင်တော့ဒီကျွန်တော်တို့ရဲ့ရှမ်းပြည်မှာပေါ့နော်လူမျိုးရေးပြိပခါကအခုနောက်ပိုင်းအရန်ဆိုးလာတဲ့အရာပေါ့နော်ဆိုတော့ဥမာရှမ်းမြောက်မှာဖြစ်နေတဲ့လူမျိုးပြိပခါဆိုလို့ရှိရင်ရှမ်းတွေကိုမေးလို့ရှိရင်တစ်မျိုးတခြားတိုင်းသားတွေကိုမေးလို့ရှိရင်တစ်မျိုးဖြစ်နေတဲ့အချိန်မှာကိုရီးယားနေပြီးတော့မှတေချာမစီစစ်ပဲနဲ့ဟိုတယောက်ပြောတာလဲဒီလိုမျိုးဟုတ်တယ်ဒီလိုမျိုးကိုယ့်ရဲ့မှန်ပါစိတ်လိုက်အဲ့လိုမျိုးရေးလိုက်မယ်ဆိုလို့ရှိရင်ကိုကြောင့်ပဲဘယ်လိုပြောရတိုင်းသားတွေချင်းလူမုံများတဲ့အရာတော့ပေါ့နော်တွေးခွဲတဲ့အရာတွေဖြစ်သွားစေတတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့တော့ဒီအခုနောက်ပိုင်းမှာတည်င်းရှာရခက်တယ်ဆိုတဲ့ဟာထက်ဘယ်လိုမျိုးပြဿနာကိုဖြေလျှော့မလဲဘယ်လိုမျိုးလူမျိုးရေးကြားမှာဆိုလို့ရှိရင်လည်းပြဿနာတွေရော့နေတော့ဘယ်လိုမျိုးတည်င်း idea တွေနဲ့ရေးမလဲဆိုတဲ့ဟာအခုနောက်ပိုင်းမှာဒါအရန်စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်ပေါ့နော်အခုပေါ့နော်ကြည့်ရမယ်ဆိုရင်တည်င်းမီဒီယာများတွေကစကလုံးသုံးလုံးပေါ့နော်ဟုတ်တယ်အဲ့ရဲ့ conflict ပေါ့နော်ပဋိပက္ခကိုရှော့ချဖို့အတွက်ပဋိပက္ခကိုဖြစ်ပွားစေမယ့်အရာပေါ့နော်အဲ့မျိုးတွေသုံးလာတဲ့ဟာကိုမြင်ရတယ်ဆိုတာပေါ့နော်ဒါကလည်းကိုတည်င်းထောက်တယောက်အနေနဲ့အရန်ကိုကြည့်ရတယ်ကိုကြောင့်လူမျိုးတစုရဲ့ဟိုပြဿနာပဋိပက္ခဖြစ်မှာလေကြောက်တယ်နော်ဒါပေမဲ့ခါလေကြရင်ပေါ့နော်ကိုကြုံခံစားရတဲ့ခုကကိုကရှမ်းဒေတာမှာခြေစိုက်တယ်ရှမ်းတန်တော်ချင်းရှမ်း Heritage Agency for New လို့သုံးပေမဲ့ဒါပေမဲ့ရှမ်းပြည်အားလုံးကိုခြုံပြီးအလုပ်လုပ်ရဒါပေမဲ့လူထုကဘာဖြစ်လဲအဲ့ဒေတာမှာ तू ကရှမ်းလူမျိုးတွေအတွက်လုပ်တယ်ဆိုတဲ့ဟာပေါ့နော်တကယ်တော့ကိုကဒီဟာဟိုပတ်မလိုက်ဘူးကိုရေးဆိုဒါကကိုရဲ့ကိုဘလောက်ထိမှန်ကန်ကြောင်းဆိုတော့စာဖတ်ပရိသတ်ကဆုံးဖြတ်ရတဲ့အရာပေါ့နော်ဒါကြောင့်ခါလေးကြအဲ့မျိုးတွေကဟောပေါ့နော်လူမျိုးကြားထဲမှာတချို့ကမီဒီယာတော့အားလုံးကိုအင်တာဗျူးရတဲ့အခါဆိုတော့ဟိုဘက်ကဒါမလို့မဖြေဘူးတရားတော့ဒါမပေးနိုင်ဘူးသူဒါလည်းမဟုတ်ဘူးတခါသူတို့ရဲ့ right ဟုတ်တယ်တခြားကလည်းကြုံရတယ်သူတို့မှလည်းကြုံရဥပမာဆိုရင်တခြားတိုင်းရင်းသားမီဒီယာတွေသူတို့ကြုံရတာပေါ့နော်ဥပမာရှမ်းကိုဆိုတော့မင်းသူတို့မချေချင်ဘူးသူ
တအားလူမျိုးရဲ့မီဒီယာမလို့တို့မဖြေချင်းဆိုတာရှိရပါဒါမဲ့ကျွန်တော်မီဒီယာတွေကတော့ရှင်းပြောရင်တော့သူတို့ကဒီကြားထဲမှာသူမေးရမယ့်ဟာတော့သူမေးကြမှာပေါ့နော်ဒီဟာလေးတွေကြုံဘူးတဲ့တခါကျရင်ပေါ့နော်အာသူ့မလို့ငါမဖြေချင်းအဲ့မျိုးတွေကြုံရတာလည်းရှိရအဲ့ဒါတွေကလည်းခါကျရင်ဘယ်ပြောမှာကိုယ့်ရဲ့အတိုင်းဝိုင်းထဲကလေဒါတွေကိုနားလည်ဖို့လို့နော်မီဒီယာတော့သူ့ဟာတင်ဆက်ဒါမဲ့နောက်ဆုံးမှာတော့စာဖတ်ပရိသတ်ကပဲဆုံးဖြတ်သွားနိုင်ပေါ့နော်ဟုတ်တယ်ဆိုတော့ဘယ်လိုပြောမလဲဒီနောက်ပိုင်းမှာဒီလိုမျိုးတွေတတိထားရတဲ့ပြင်ပေါ့နော်ဆိုတော့နည်းနည်းဘယ်လိုပြောမလဲခွဲခြားပြီးကြည့်လိုက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့မြေပြင်ဒေတာမှာဆိုလို့ရှိရင်လေဒီမျိုးခုနလူမျိုးရဲ့ပြဿနာတွေပြောလိုက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်မြေပြင်ဒေတာမှာတကယ်တမ်းအတူတူနေထိုင်တဲ့နေရာပေါ့နော်ကျွန်တော်တို့ငယ်ငယ်ကဆိုလဲကျွန်တော်ဆိုပိုးလူမျိုးကြားမှာကြီးอ่ะပိုးစကားတောင်ကောင်းကောင်းပြောတတ်တယ်ပေါ့နော်ဆိုတော့တကယ်တမ်းမြေပြင်မှာကြည့်လို့ရှိရင်လူမျိုးချင်းကပြဿနာမဖြစ်ကြဘူးအဲ့မြေပြင်မှာပြဿနာတွေမဖြစ်ကြဘူးဒါမဲ့ဘယ်လိုလူတွေကပဲလူမျိုးရေးကြားမှာပြဿနာဖြစ်တောင်လုပ်နေလဲဆိုလို့ရှိရင်ကောင်းကောင်းတော့ဟိုပြောလို့ရှိရင်တော့ဒီနိုင်ငံရေးသမားတွေပေါ့နော်အသိပညာရှိသမားတွေဒီလိုမျိုးလူတွေကပဲနည်းနည်းလေးပူတော့မာနထောင်သွားပြီးတော့ eco တွေများနေရလားပေါ့နော်တခါလေကျအဲ့လိုစဉ်းစားမိရပေါ့နော်တခါအခုဆိုလို့ရှိရင် TikTok မှာတွေ social media တွေမှာကြည့်ပါအောင်ဘယ်လိုပြောမလဲဒီရှမ်းပွဲမှာဆိုလို့ရှိရင်ပိုးတိုင်းတူကပိုးဝတ်စုံလေးနဲ့ရှမ်းတချင်းဆိုရတယ်ပိုးပွဲမှာဆိုရှမ်းတွေကလည်းရှမ်းတချင်းသွားဆိုတယ်တမျိုးတွေမြင်နေရကွယ်ဆိုတော့လူမျိုးရေးချစ်ကြည်ရေးရလည်းရှိတယ်ဒါပေမဲ့ဒီဘယ်လိုပြောမှာနိုင်ငံရေးလုပ်တဲ့လူတွေကိုပဲပြောရမလားတော့မဟုတ်ဒီနောက်ကွယ်ကြိုးကင်တဲ့လူတွေကပဲဒါတွေကိုပဲမီထိုးပေးနေတယ်လို့ဖြစ်နေပါတော့ဆိုတော့ကျွန်တော်တို့ရဲ့တာဝန်ကကြဒီအခြေခံမြေပြင်အဖြစ်နေတဲ့ reality ပေါ့နော်အဲ့ဟာကိုကျွန်တော်တို့ကကြည့်ပြီးတော့တည်င်းကိုကောင်းကောင်းလေးပြန်တင်ဆက်ရတဲ့အချိန်မှာဒါလည်းခုနမေးတဲ့ဘယ်လိုမျိုးခက်ခဲစိန်ခေါ်မှုရှိလဲဆိုတဲ့အရာမှာဒါလေးနည်းနည်းဖြစ်ပြောချင်တာပေါ့နော်ဆိုတော့ကျွန်တော်လည်းဒီဟိုဟာလေးကိုနန်းဆိုင်တို့နည်းနည်းပြန်မေးကြည့်ချင်တယ်ပေါ့နော်ဆိုတော့တည်င်းထောက်လောကနေလည်းလှုပ်လာခဲ့ရကြပြီဆိုတော့ကိုယ့်အနေနဲ့ပေါ့နော်ဒီတည်င်းလောကရဲ့ကိုယ့်အနေနဲ့တည်င်းဆိုတဲ့လောကရဲ့ခံယူချက်ပေါ့နော်တည်င်းကိုဘယ်လိုမျိုးခံယူထားလဲပေါ့ကျွန်တော်တို့ပေါ်မှာတည်င်းဆိုတာပေါ့နော်ကိုကတကယ်တော့ကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့ပြည်နယ်ကိုချစ်တဲ့လူတွေအားလုံးပဲဘယ်သူမှကိုယ့်ရဲ့လူမျိုးကိုယ့်ပြည်နယ်တော့ဘယ်သူမှမဝင်ကိုယ့်ရဲ့တိုင်းပြည်ပေါ့နော်ကိုအများတော့ဖြင့်ပြောခံရဒီလူတွေကတိုင်းပြည်ဟိုဘာနော်ရောင်စားမဲ့လူတွေပေါ့နော်အမျိုးတွေပေါ့တကယ်မဟုတ်ဘူးသူကချစ်လို့ပြောကြတာချစ်လို့ပဲလူမုန်းခံပြီးပြောပါနော်ဒါကြောင့်တည်င်းကကိုကတည်င်းကိုဖြစ်လာပြီတကယ်တော့ဒီတည်င်းမှန်ပြီဒီတည်င်းကဖြစ်ပြီးမှန်ပြီတကယ်ကိုလူမျိုးကိုချစ်ရင်ကိုယ့်ရဲ့ပြည်နယ်ကိုချစ်တော့ကိုချပြဖို့လိုအပ်တယ်ပေါ့ဟာရှိရပါတော့နောက်ထပ်ကိုကပဋိပက္ခအကြောင်းရေးမယ်ဆိုရင်ပဋိပက္ခကိုဘယ်လိုချော့ချကြမလဲဒါမဲ့စဉ်းစားကြည့်တော့ဟာပေါ့နော်လူတွေကဗာပြောဆိုတခါလေကျတည်င်းဓမားတွေကအရန်လိုက်သွားပြီဆိုရင်ကွာရန်အဲ့တည်င်းနယ်ဘေးကိုလိုက်သွားပြီဆိုတော့ဘယ်ပြောမှတခါကျရင်ပတ်လိုက်တယ်လို့ဖြစ်လာတတ်တယ်အဲ့မျိုးပေါ့နော်ဘာလို့ဆိုတော့ဒီလူထုကြားထဲမှာလူထုတွေခံပြင်းတာတွေတော်လန်ရေးသမားတွေတော်လန်ရေးခံပြင်းတာတွေဖြစ်လာတော့အားလုံးကစောင်းပြီးအမျိုးတွေလောက်တာခါကြရင်ကွာပြန်နောက်ဆုတ်ရပါတော့နောက်ဆုတ်ရတယ်ကိုကိုပြန်ကြည့်ရပါတော့ဒီရဲ့ဟာကဒီအကြောင်းညာဘယ်လိုဖြစ်နေပြီလဲဆိုပြန်လေ့လာရရင်ဒါမဲ့ကိုအနေနဲ့တော့တည်င်းခံယူရတော့ကိုလူမျိုးတစ်ခုပြောင်းလဲဖို့အတွက်ကိုရဲ့ပြည်နယ်ပြောင်းလို့အတွက်ကိုရဲ့နိုင်ငံတစ်ခုပြောင်းလဲဖို့အတွက်ကကိုဒီတည်င်းကိုမှန်ကန်တဲ့တည်င်းအချက်လက်မှန်ကန်ရမယ်တင်ပြဖို့လိုအပ်တယ်ပြီးရင်ပေါ့နော်လူငယ်တွေဆိုရင်လည်းလူငယ်တော့မဟုတ်ပါလူထုကမာရွတ်နေပဲဖြစ်အစိုးရကမာရွတ်နေပဲဖြစ်တင်ပြရေးရမယ်ပေါ့မဟုတ်ဘူးဆိုရင်ကျွန်တော်ပေါ့နိုင်ငံကအခုဆိုရင်ဟိုအရင်တော့တဘာပုံဝင်ချင်ဆိုဘလို့မှမတင်ပြရေးဆိုတဲ့အရာအခုဆိုရင်ကြုံလာရပေါ့နော်နောက်တစ်ခုကတိုင်းရင်းသားမီဒီယာတွေမှာတိုင်းသားတွေများတော့အဖြစ်ဒီလက်နက်ကင်တွေများတဲ့နေရာမှာနေရတယ်။ကျွန်တော်ရှမ်းပြည်ရှိသမျှလက်နက်ကင်တွေအကုန်လုံးနေရတယ်။အခုနေလားအကောင်စားနေရ။ဒါပေမဲ့ဒီလက်နက်ကင်ကြောင်းကိုမရေးလို့မရဘူးခါကြ။ရေးချပြဖို့လိုအပ်တယ်ပေါ့နော်။တကယ်တော့ကိုကမရေးနိုင်ဘူးဆိုကိုဘယ်လိုလုပ်မှာလဲ။ကိုတင်ပြမှာလဲဆိုတော့နော်။ဘာလို့ဆိုတော့များတော့အဖြစ်ကျွန်တော်ဒီတော်လန်ရေးကာလ9နှစ်တာကာလမှာကြုံလာခဲ့ပြီးပြီပေါ့နော်။ဘယ်လိုလဲဆိုတော့ဒီတော်လန်ရေးမှာတော်လိုင်းရေးကဖြစ်နေတဲ့ဟာမတင်ပြဘူးတော်လိုင်းဒါမဲ့မတင်ပြလို့ပဲတော်လိုင်းရေးတမချင်းချင်းတက်နေကြရတယ်ဖြစ်လာတယ်ပေါ့နော်ဒီဟာတွေကျွန်တော်စဉ်းစားဖို့လိုတာပေါ့နော်ဒီရဲ့ကျွန်တော်တို့ဒီရဲ့ဟိုပါပေါ့ရှိနေတဲ့ပြိပခါကိုဘယ်လိုရှော့ကြမလဲဒါပေမဲ့ရှော့ကြတဲ့အချိန်မှာဟိုပါပေါ့လက်ရှိ
စစ်တပ်အုပ်ချုပ်နေတဲ့လူကျွန်တော်တို့ကသူ့ခေါင်းချောင်းရေးဖို့ပြောနေရမဟုတ်ဘူးเนาะအဲ့လိုမျိုးပေါ့စဉ်းစားရမယ်ဘိုင်းနေလေနောက်ပြီးတော့လက်ရှိကာလမှာအရန်ထိလွယ်ရှာလွယ်တဲ့ကဏ္ဍဆိုတော့မီဒီယာရဲ့အခန်းကဏ္ဍအရန်ကိုအကျက်တဲဖြစ်တယ်ပေါ့နော်ဟုတ်တယ်မီဒီယာရဲ့တခုကလည်းပတ်မလိုက်ရဘူးဆိုတဲ့ဟာလည်းရှိရလေเนาะဆိုတော့ဟိုဘက်ကပဲကိုရီးယားပဲဒီဘယ်လိုပြောစိတ်လိုက်မှန်ပါနဲ့သူလောက်တလို့ကိုလည်းလောက်ချင်တယ် personal ရကိုလည်းလောက်ချင်တယ်ကိုလည်းလူတာပဲခန်းစားချက်ရှိရလေเนาะဒါပေမဲ့ကိုရီးယားကျင့်ဝတ်ကိုရီးယားလည်းပြန်ဆောင်ထင်ရတဲ့အရာတွေလည်းရှိတဲ့ခါကျမှတော့စိတ်လိုက်မှန်ပါလောက်လို့မရဘူးပေါ့เนาะဆိုတော့ဒါတွေကလည်းဘယ်လိုပြောမှပြဿနာပို့ပြီးတော့ကြီးထွားလာစေနိုင်မဲ့အရာလည်းတစ်ခုလည်းဖြစ်စေနိုင်တာပေါ့เนาะအဲ့ဒါကြောင့်တစ်ခါကျရင်ဘာပဲလုပ်လဲဆိုတော့မိပြည်မှာလူထုတွေရဲ့ခံနေရတဲ့လူခွေရေးချိုးဖောက်ခံနေရတဲ့အရာကိုပေါ်ပြီးရေးတာပေါ့နော်ခါကြရင်လူထုမှာဘယ်လိုဖြစ်နေတယ်လူထုကအခုဆိုလူထုတွေကလုံးဝဟိုစစ်ရေးမှာသူတို့တော်တော်ခံရတယ်စီးပွားရေးတချို့ကြဒါပေမဲ့သူတို့ရဲ့ဘဝမှာဘယ်လိုဖြတ်တန်းနေလဲဆိုတာကိုရီးယားအဲ့ဒါတွေကိုပဲဒီဟာကြောင့်ဒီလက်နက်ကင်ရောဒီစစ်တပ်ရောဒီကြားထဲမှာသူပြုတ်ပြင်ဖို့အတွက်ဘယ်လိုတွေတွားမလဲဆိုတာပေါ့နော်အဲ့ဒါမျိုးကိုပဲစောင်းရေးတာများလာတယ်ပေါ့နော်ဟုတ်တယ်ဒါပေမဲ့နောက်တစ်ခုပြောချင်တာကကျွန်တော်ဒီမေ3ရက်မှာပေါ့နော်ကမ္ဘာစာနယ်ဇင်းလို့ခွင့်နေလို့ပြောပေမဲ့စာနယ်ဇင်းရအောင်တကယ်ရောခွင့်လက်ပြီလားပေါ့တကယ်လို့ရှင်ကျွန်တော်မြန်မာနိုင်ငံမှာရှိနေပြီပေါ့လက်တကယ်စာနယ်ဇင်းလက်ခွင့်ရနော်ကျွန်တော်သူများနိုင်ငံမှာဘာလို့နေမှာလဲเนาะဆိုတော့လွတ်ခွင့်တော့လုံးဝမရှိဘူးပေါ့ကွယ်ပြောရမယ်ဆိုလို့ရှိရင်လုံးဝမရှိရထားတော့မှကိုရီဘာလို့ပြောမလဲကိုရီရဲ့ဒေတာတွင်းမှာလှုပ်ရှားနေတဲ့ကိုရီတိုင်းတာလက်နက်ကင်တော့ကိုရီကိုအကောက်ပဲမပေးနိုင်ဘူးလေเนาะကိုရီလာအောင်ဖမ်းချင်တဲ့ဟာတွေကရှိနေတယ်ဆိုတော့ဒါတောင်မှအခုကစစ်အစိုးရအုပ်ချုပ်တဲ့ဟာပေါ့เนาะစစ်အစိုးရလို့ပဲပြောလိုက်ပါတော့မယ်ဘာလို့လဲဆိုတော့စစ်အနေပြန်လာတော့အဲ့အတောင်ကျွန်တော်တို့ဖမ်းဆီးဖို့လုပ်နေတဲ့အချိန်မှာကျွန်တော်တို့မြေပြင်မှာတည်င်းတွေကိုလက်တင်ဆက်ခွင့်ကိုရီးယားတိုင်းသားမီဒီယာပေါ့နော်ပြောလို့ရှိရင်လည်းလူမျိုးစုမီဒီယာတွေလူမျိုးစုတိုင်းသားလက်နက်ကင်တွေတော့မှတော့ကျွန်တော်တိုင်းသားမီဒီယာတွေကိုအကောက်ကွဲတော့မပေးနိုင်ဘူးတခါလေတော့ပြန်ပြီးတော့ချိန်ချောက်မှုတွေရှိနေတယ်တော့ဒါလုံးဝလွတ်လပ်ခုတော့မရှိနေသေးဘူးပေါ့နော်ဆိုတော့ဘယ်လောက်ကြာအောင်မလဲပေါ့နော်ဘယ်လိုများဆက်ဖြစ်နေမလဲပေါ့နော်ဆိုတော့ဒီဟာမေးတဲ့အချိန်မှာဆိုကျွန်တော်သတင်းထောက်ပေါက်စားစားဖြစ်တဲ့အချိန်ကိုသတိရတော့အဲ့တော့ဆိုလို့ရှိရင်သတင်းလောက်ရတာပျော်တယ်ပြီးလို့ရှိရင်ဘယ်လိုပြောမှစိတ်နဲ့ရတာပျော်တယ်ပေါ့နော်ဘာလို့ကိုရီမြေပြင်ကိုတွားရတယ်အမျိုးကွင်းစင်ရတဲ့အချိန်မှာအခက်အခဲကိုတကယ်တွေးရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကိုရီရဲ့ထုတ်လုပ်မှုကထိရောက်မှုရှိတယ်လို့လည်းခံစားရတယ်ဥပမာကိုရဲ့ဒီသတင်းကဒီဆောင်းပါထုတ်လိုက်တဲ့အချိန်မှာအဲ့ဒေတာအတွင်းမှာရှိနေတဲ့အစိုးရတွေဘာတွေကဒီအရာကိုပြည့်ပြင်ပြောင်းလဲဖို့အတွက်သူတို့တွေနဲ့တကယ်လက်တွေ့လုပ်နိုင်ခဲ့တယ်ပေါ့နော်ဒါတွေကိုအမျိုးတွေးခဲ့ရတယ်ဒါပေမဲ့အခုနောက်ပိုင်းကကိုရီသတင်းတင်ဆက်ရင်တော့မှကိုရီကကြောက်နေရတာဒီမှာပြောရုပ်ဖော်လို့ရှိရင်လည်းကြောက်ရတာတို့ပြီးလို့ရှိရင်ဘယ်လိုပြောနာမည်တွေကိုလည်းပြောင်းပြီးတော့သုံးရတာတို့ဒါတွေကလည်းရှိလာတော့အမျိုးပေါ့နော်စိတ်တော့မကောင်းဘူးနော်ဒါတွေတော့လွတ်လပ်ခွင့်မရှိတဲ့အချိန်မှာကိုရီနိုင်ငံကလည်းဘယ်လိုမျိုးဆက်ဖြစ်သွားမလဲပေါ့နော်ကိုရီပြည်နယ်ကိုရီရဲ့ရှေ့ဆက်မှာဘယ်လိုမျိုးဆက်နေမလဲဆိုတဲ့ဟာဒါတွေတော့စိတ်ပူမိတော့ပေါ့ဒါပေမဲ့ပေါ့နော်ကျွန်တော်ဒီစာနယ်ဇင်းလွတ်လပ်ခွင့်တော့အခုတတိတော့မရခဲ့ဘူးပေါ့နော်ခေတ်ဆက်ကလည်းမရခဲ့ဘူးပေါ့နော်စာနယ်ဇင်းသမားတွေဆိုရင်တော့ဘယ်အစိုးရမှယုံကြည်တာမရှိဘူးပေါ့နော်ဘယ်ဒီမိုကရေစီအစိုးရပဲတက်လာယုံကြည်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မီဒီယာဓမ္မရောကျွန်တော်လူထုဓမ္မရောကျွန်တော်တို့ဒီသတင်းပညာသတင်းစာကိုကျွန်တော်သတင်းတွေကိုပေါ်ပြမှာပဲသူတို့ကမြင်မယ်ပေါ့နော်ကြောက်နေရင်ကျွန်တော်တို့ရှုံမှုတစ်ခုပဲကြာကျွန်တော်တို့ဒီလူထုနဲ့မီဒီယာဓမ္မတွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဒီအရွေ့တစ်ခုပေါ့နော်တိုင်းပြည်အရွေ့တစ်ခုဘယ်လိုပြောင်းကြမလဲဒီသတင်းကြောင့်ကျွန်တော်တို့တွေဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲကိုရီကအမဲတန်းတာမပြောဘူးမဆိုဘူးဆိုရင်ကျွန်တော်တို့လည်းဒီရဲ့သတင်းနဲ့ပတ်သက်ပြီးလူထုတွေသိမှာမဟုတ်ဘူးကဘာကလည်းသိမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တိုင်းပြည်ကျွန်တော်ပြည်နေဘာတွေဖြစ်နေဆိုလူထုကသိမှာမဟုတ်ဒါကြောင့်ကျွန်တော်ကတော့ပြောချင်တာတော့ကျွန်တော်လူထုရောကျွန်တော်မီဒီယာတွေရောပဲဘလောက်ပဲခက်ခဲနေပါလေကျွန်တော်တို့ဒီရဲ့ဒီ Federal Democracy အရွေ့တစ်ခုမှတော့ကျွန်တော်ဆက်ပြီးတော့စ조사သွားပြမယ်ပေါ့နော်ဒီသတင်းတွေကိုချက်ပြီးတင်ဆက်မယ်ဘလောက်ပဲချိန်ချောက်ခံရပါစေကျွန်တော်ဒီတွန်းအားတစ်ခုတွေနဲ့တွားဖို့လိုအပ်တယ်ခွန်အားတစ်ခုနဲ့တွားဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့ဒီပြောရရင်တော့အဓိကတော့မီဒီယာဓမ္မတွေအခုဆိုရင်ဘယ်အနောက်နိုင်ငံရောဒီကျွန်တော်တိုင်းပြည်ရောဘယ်သူမှပေါ့နော်ဖိနှိပ်ခံနေရပဲဘယ်သူမှလည်းမကြိုက်ဘူးပေါ့နော်ဒီဟာကြောင့်ကျွန်တော်ဒီဟာတွေနဲ့ပတ်သက်ပြီးသတင်းတွေကိုလည်းဆက်ပြီးတော့
သွားဖို့လိုအပ်တယ်ကျွန်တော်ဒီအာနာရှင်တိုက်ဖြတ်ရမယ်ဆိုအာနာရှင်ဆိုတာစစ်အာနာရှင်တစ်ခုတည်းမဟုတ်ဘူးအားလုံးပါတယ်ကျွန်တော်တိုင်းရင်းသားလက်နက်ကင်တွေရလဲအာနာရှင်ဖြစ်လာတယ်ဆိုရင်လည်းနောက်ပိုင်းဒီဘက်ကလည်း PDF တွေကလည်းအာနာရှင်ဆက်နော်လက်နက်ကင်တမျှလူဒန်းစားတွေအားလုံးအာနာရှင်ဖြစ်လာရင်ကျွန်တော်တို့ကတော့ပြောရမယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့လုပ်ရမယ်ရေးသားရမယ်ဖော်ထုတ်ရမယ်ပေါ့နော်အဲ့ဒီဟာတွေကျွန်တော်တို့လူထုကိုလည်းပြောချင်တာကသတင်းတွေ social media ပေါ်မှာတင်တိုင်းမဟုတ်ဘူးသတင်းဆိုတာကကျွန်တော်ကြားနေတခုဖြစ်တယ်လို့ကျွန်တော်ပေါင်းခုတစ်ခုပဲဖြစ်တယ်တိုင်းပြည်အရွေးတစ်ခုကိုတွားဖို့အတွက်သတင်းတွေကိုတင်ဆက်နေရဲဆိုတာကိုတော့ပြောပြရှင်တယ်ပေါ့နော်ဟုတ်တယ်ပြီးဒီထိုင်းမှာစာဝေးတစ်ခုလေတစ်ခါမှတက်လာတဲ့ဟာစာဝေးတစ်ခုမှာဒီထိုင်းမှာဆိုလို့ရှိရင်သတင်းထောက်ရဲ့နိုင်ငံရေးသမားရဲ့စီးပွားရေးသမားတွေဆရာဝန်ကပါဆရာဝန်ကဘယ်လောက်ဆရာမအောင်ပါတယ်ယုံကြည်မှုဘယ်လောက်ရှိလဲဆိုသတင်းထောက်ပေါ်တွေပဲပီတူယုံကြည်မှုအမြင့်ဆုံးဖြစ်နေရလေနော်ဆိုတော့ဒါတွေကလည်းတင်းထောက်ကလည်းအရေးကြီးရပေါ့နော်နိုင်ငံအရွေးတစ်ခုမှာဆိုလို့ရှိရင်ဒါကလည်းတက်တည်တစ်ခုအနေနဲ့ပေါ့နော်ဆိုတော့နောက်တစ်ခုပြောချင်တာကတော့ဒီဘယ်လိုပြောမလဲကျွန်တော်တင်းထောက်လောက်လာခဲ့တဲ့ချိန်တက်တန်းသမျှဆိုလို့ရှိရင်လေအခုနောက်ပိုင်းမှာဘယ်လိုစိတ်ကူးပဲဖြစ်လာခဲ့လဲဆိုလို့ရှိရင်ဒီနိုင်ငံရေးကျွန်တော်တို့ရဲ့ဒီငြိမ်းချမ်းရေးနိုင်ငံရေးသမားတူပေါ့နော်ပြီးလို့ရှိရင်ဆရာတော်တပါးလည်းပြောခဲ့ပူတာနိုင်ငံရေးလည်းမလုံးနဲ့လူမျိုးရေးလည်းမလုံးနဲ့တဲ့လူသားဆန်တဲ့အရေးပဲလုပ်ပါတယ်เนาะဆိုတော့တေချာပြန်လာစဉ်းစားကြည့်လိုက်ချိန်မှာလူသားဆန်တဲ့အရေးလုပ်လို့ရှိရင်အလုံးအလူပဲလေเนาะဆိုတော့ဘယ်လိုပြောမလဲလူမျိုးရေးလည်းမရှိတော့နိုင်ငံရေးလည်းမရှိတော့အချိန်မှာဒါတွေကအခြေခံကြတဲ့ငင်းချမ်းရေးလမ်းကိုတွားဖို့အတွက်အဓိကအချက်ချာကြတဲ့အရာတစ်ခုလို့တော့ကျွန်တော်အနေနဲ့တော့ဒီနေ့ထောက်ကာလာကနေစပြီးတော့ဒီအရာကိုကောင်းကောင်းကွက်ကွက်လေးမြင်လာခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့အခုကလည်းကျွန်တော်တို့ရဲ့ဒီလာမယ့်မေလ3ရက်နေ့အတွက်ကစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအခွင့်အရေးနဲ့ယူပြီးတော့အခုလက်ရှိတလောသတင်းထောက်တွေဘာတွေတုံတွေ့နေရလဲသတင်းလောကမှာရောဘယ်လိုမျိုးအခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့နေရလဲဆိုတာကိုကျွန်တော်တို့လာပြီးတော့ပြောပြပေးတော့ခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နားဆင်နေတဲ့ပရိသတ်တွေအားလုံးလည်းသတင်းမီဒီယာတွေအပေါ်အခုအချိန်မှာဘယ်လိုမျိုးအမြင်တွေရှိလဲဘယ်လိုမျိုးယုံကြည်မှုတွေရှိလဲသတင်းထောက်တယောက်ရဲ့အပေါ်မှာဘယ်လိုမျိုးခံစားချက်ရှိလဲဘယ်လိုမျိုးယုံကြည်မှုရှိလဲဆိုတဲ့အရာကိုပေါ့နော်ကျွန်တော်တို့ရဲ့ comments box ထဲမှာရေးလာလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီနေ့ episode ကိုတော့ဒီလောက်နဲ့ပဲရပ်နာခွင့်ပြုပါဗျာနောက်လာမယ့် episode တွေမှာလည်းထပ်မံတွေ့ဆုံကြပါမယ်